Hello ကောင်းကြီးတို့ Era Gaming အနေနဲ့ပါတယ်ထုံးစံတိုင်းဒီနေ့ကတော့ဒီပါပဲဒီနေ့ကတော့ Maria ကနေတစ်ကို account တင်နဲ့ run တက်မဲ့ဒီ factory ပဲဖြစ်ပါတယ်ဘယ်ကြီးကိုလည်းဘယ်လို run တက်မလဲဘယ်လိုဆော့ရမလဲဘယ်နှပွဲတော့ဆော့မလဲဆိုတာစိတ်ဝင်စားလို့ရှိရင်ဆက်လက်ပြီးတော့ကြည့်ရှုကြပါဦးဗျာတော့ကျွန်တော်ရဲ့အကောင့်ထဲမှာဒီကနေ့ဗီဒီယိုဒီမှာကျွန်တော်ပြခဲ့ပြီးဖြစ်တဲ့အတွက်ဒီဗီဒီယိုမှာတော့ထပ်မပြတော့ပါဘူးဗျ။ဒါတော့ကျွန်တော်ရဲ့ run ship ပွဲညောင်ဆော်တဲ့ပွဲပဲဖြစ်ပါတယ်။ဗီဒီယိုကရှေ့တာမို့လို့နည်းနည်းလေးဖြတ်ထားပါတယ်ဗျ။ညံနေထားပါတယ်။ခုလက်ရှိကျွန်တော်ကစားနေတဲ့ run တွေမှာ hero ပြစ်တာသိအရေးမကြီးသေးပါဘူးဗျ။ကိုဆော့တတ်တဲ့ကောင်ကတခြားလေးကင်လို့ရှိရင်နိုင်ပါတယ်ဗျ။အဓိကတော့တာဝါချိုးမှနိုင်တဲ့ game ဖြစ်လို့ဘယ် run မှာပဲဆိုအဓိကတာဝါကအဓိကထားချိုးပေါ့နော်။ထားချိုးလို့ရှိရင်တော့နိုင်မှာတော့သိကြပါတယ်ဗျ။ကျွန်တော်ဒီကင်ဒီတိုက်ပြီးတော့ရှုံးသွားတဲ့ခါကျရင်ပို့ပြီးတော့ဆက်ဖို့ကောင်းပါလိမ့်မယ်ဗျ။ဝက်ပြီးတာသိကြသွားပြီး enemy ရဲ့ crystal လုံးလေးချိုးသွားပြီဆိုရင်ဂျိုးကန်တီးပြီးချိုးသွားပြီးဂျိုးကန်တီးပြီးဆိုလို့ရှိရင်တော့တာဝါတွေဒီဝင်ပြီးတော့ record ပြပြီးတော့လေတိုက်ကြပါဗျ။မပြီးရင်တော့လေတိုက်ကြပါနဲ့။ကျွန်တော်လည်းစကားပြောတာတွေများသွားပြီဆိုတော့စကားပြောတာတွေ short ပြီးတော့ချိန်မဲ့ဆက်ဆော့ကြအောင်ဗျ။ဒီပွဲမှာကျွန်တော်ဆက်အောင်မေးခိုင်းလို့ထားတာဗျ။မင်းလင်ကွာမင်းမေးခိုင်းလို့ထားတာဒါပေမဲ့ဘယ်လိုဖြစ်ပြီးတော့ဘယ်လိုစိတ်ကူးပေါက်ပြီးစိတ်ယူပေါက်ပြီးတော့လက်စကန်ကြောင်းခိုင်းပြီးပါလေတော့ကျွန်တော်ပြောတယ်ဗျ။ဒါပေမဲ့ဘာဖြစ်ဒီ run တွေမှာ hero ပြတာကအဲ့လောက်ထိမလို့ပါဘူးဗျ။ဟိုပြတဲ့ hero ကိုဒီချတာလေးနဲ့အောင်းလို့ဆောင်းနိုင် easy နိုင်ပါလေဗျ။ဒီ run တွေမှာကhero ပြတာတွေ item ဆက်တာတွေပြီးအမှန်ဆက်ထားလဲဆိုတော့ဒီရေးမကြည့်တဲ့ကျွန်တော်item ဆက်ပြီးဆက်ထားနေဒီ hero value ဘယ်လိုကိုင်ရမလဲဆိုတာဒီတော့ဒီကနေမှပြောလို့ပါဗျာဒီ run မြင်လာတဲ့ခါကျလို့ရှိရင်တော့ကျွန်တော်ဒီလိုခိုက်နေတယ်မှာတော်တော်ပြီးပြောပြပြီးတော့တင်ပေးပါမယ်ဗျာအမှန်ဆက်တွေနဲ့ဒီလို value ဘယ်လိုဆော်ရမလဲဘယ်လို item တွေကဘယ်လိုသုံးလဲဆိုတာတော့ပြောပြပေးပါပါမယ်ဘာလို့ကန်တင်ရတာအဆင်ပြေဘူးအဆင်ပြေဖြစ်နေဆိုတော့ပေးနာမှာချင်းပေါက်ကြီးပေါက်နေတယ်ချင်းလေးကိုကြီးကြီးခွင့်နေစားလို့ပါဗျာဟိုဖိစောနေတယ်ဆိုတော့တင်းကြီးခံကြည့်ပြတာပါ陸上部に入ってもらうぞリレーの時助っ人で新記録出しちゃったし暑いからパス大会は見に行くからさတော့ကျွန်တော်ရဲ့ကိုပွဲမြောက်ပွဲပဲဖြစ်ပါတယ်ဗျဒီကနေ့ပွဲမှာကျွန်တော် master 4ချက်သုံးရပြီပေါ့နော်ဒီပွဲကတော့ဗီဒီယိုရှေ့မှာမို့လို့ကျွန်တော်ကြံပွဲချိန်တွေကိုဖြတ်ပေးထားပါတယ်ဗျနောက်ဗီဒီယိုကပွဲတွေမှာကအရေးကြီးတဲ့အချက်တွေမရှိသေးတာလည်းပါပါတယ်ဗျ run မြင်လာရင်တော့အရေးကြီးတဲ့ချက်လေးတွေကိုပြောပြပြီးတော့ဗီဒီယိုရှေ့လေးပြန်လုပ်ပေးပါမယ်ဗျပွဲစားပြီဆိုတော့ကျွန်တော်တခြားတော့ထွေထွေရင်မလုပ်ဗျ enemy hero ကိုကြည့်တယ်ကြည့်ပြီးတော့ဘာ item ဆက်ရမလဲဆိုတာသိချကြည့်တယ်သိချကြည့်ပြီးတော့ကိုဆက်ချင်တဲ့ item ကိုကောက်ဆက်လိုက်ပါတယ်ဗျဒီ run တွေမှာဘာမှတိတ်ပြီးတော့ထွေပြောစရာတိတ်မရှိဘူးပေါ့ဟို final hero ကိုသိချကျန်ကျန်တန်းနေခိုင်းနိုင်တယ်ဆိုတော့တိတ်ပြီးတော့လည်းကြောက်ကြပြီးတော့ဘာလို့ဒီကိုထပ်ပြီးတာတော့ဖြစ်ပါတယ်ကဲဒီတော့ဘာမှတော့ထွေထပ်မပြောနေပါဘူးဗျဒီဆိုတာလေးကိုပဲတင်ကြည့်ခဲ့ပြီးတော့ကြည့်ကြပါဦးဗျ
場部に入ってもらうぞ。リレーの時助っ人で新記録出しちゃったしね。暑いからパス大会は見に行くからさ。ကိုပဲမြောက်ပွဲရတော့ပြီးသွားခဲ့ပြီပေါ့နော်အခုတော့ Master 4ကျဲ3ပွင့်ရနေပြီးတော့ Master 3ကျဲ1ပွင့်ကိုကျွန်တော်ရောက်လို့ပြနောက်လည်းဗီဒီယိုတွေတင်တော့မှာမလို့ဗီဒီယိုကို channel တက်တဲ့ဆိုလို့ရှိရင် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးဗျကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်